တော့တချို့ကြတော့ကားကတကယ်မဝယ်ဘူးပဲနဲ့ကိုလည်းတကယ်ဝယ်မှာလည်းမဟုတ်ဘူးဗျာဝေစိတ်ထဲမှာဗျာတုံကြီးချကြီးပေါ့နော်တုံပေါ့ဝေဝါးနေတာပေါ့ဝယ်ရင်ကောင်းမှမဝယ်ရင်ကောင်းမလားငါတကယ်ဝယ်တင်လားမဝယ်တင်လားတကယ်လည်းဝယ်တဲ့လူတွေလည်းရှိတယ်ကားရောက်သွားတဲ့လူတွေမဝယ်ဘဲနဲ့တွေ့ဝါးတဲ့လူတွေရှိတဲ့လူတွေရှိရပေါ့နော်တကယ်မဝယ်ဖြစ်ခဲ့တဲ့လူတွေကအခုချိန်မှာရန်နှမျောဖို့ကောင်းပါတယ်ဘာဖြစ်လို့ဆိုတော့ကားသေးတွေကအစမတန်ကြီးကိုမြင်မာသွားတဲ့ခါကျတော့သူတို့မှန်းထားတဲ့ငွေကြေးနဲ့သူဟုတ်ထုံးစံတိုင်းပဲကျွန်တော်ကလင်းခါအိမ်ပါကျွန်တော်ရဲ့ဒီကားအကြောင်းပြောတယ်ပေါ့နော်ပို့လေးတွေဒီကိစ္စလေးတွေကိုစိတ်ဝင်စားရင်ကျွန်တော်ရော sharing နဲ့ like လေးအပေါင်းလေးနှိပ်ခဲ့ပေးပါအောင်လို့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဒီနေ့ကျွန်တော်ကတော့ကားအကြောင်းလေးတွေမဟုတ်တော့ဘဲနဲ့ကျွန်တော်နေရရင်ကားဝယ်ခိုင်းတဲ့လူတွေရန်ကုန်ထဲရင်ကားလိုက်ကြည့်ခိုင်းတဲ့လူတွေပေါ့နော်အဲ့လိုရှိတယ်ပေါ့နော်အဲ့မှာတချို့ဒီအစင်မပြေတာလေးကိုကျွန်တော်ပြန်ပြီးတော့share လုပ်ချင်တဲ့သဘောလေးပါပဲเนาะအဲ့လေးပြောချင်ပါတယ်နေရရင်ကားတွေဝယ်ခိုင်းတဲ့လူတွေလည်းရှိပါတယ်ကားတွေပတ်စံတွေလွှဲပြီးတော့ကားတွေကြည့်ပြီးတော့လွှဲတဲ့လူတွေရှိတယ်ပြီးတော့ရန်ကုန်ထဲရရင်လည်းလိုက်ကြည့်ခိုင်းတဲ့လူတွေလည်းရှိပါတယ်စားကြည့်ပေါ့เนาะအများကြီးပဲပေါ့နေရလူကတော့ပုံများပါတယ်ရန်ကုန်ထဲမှာလည်းရှိပါတယ်ဒါပေမဲ့အဲ့ထဲမှာမှကျွန်တော်တွေ့ဘူးတဲ့ပေါ့เนาะဒီအလုပ်လုပ်တဲ့လူတွေထက်မှာကျွန်တော်ကနေရလူတွေဆိုရင်အလုပ်အပ်တယ်ဆိုရင်ကျွန်တော်ကဆင်ရငွေ3သိန်းလောက်တော့ယူတာများတယ်ဗျာကျွန်တော်ကမဝယ်ဖြစ်ရင်ပြန်ပေးတယ်ပေါ့နော်ကျွန်တော်သုံးဖို့တော့မဟုတ်ဘူးအလုပ်သဘောမျိုးလေးပေါ့နော်တယောက်ဒီ agree ပေါ့သဘောတူညီချက်တစ်ခုကိုယူတဲ့အနေနဲ့ကျွန်တော်တို့ကအဲ့လိုမျိုးလေးယူထားလေးတော့ရှိတယ်ပေါ့နော်တစ်ခါလေးပေါ့တစ်ခါလေးကြာရင်တော့ဘာဖြစ်လို့အဲ့လိုလဲဆိုတော့တချို့ကြတော့ကားကတကယ်မဝယ်ဘူးပဲနဲ့ကိုလည်းတကယ်ဝယ်မှာလည်းမဟုတ်ဘူးဗျာဝေစိတ်ထဲမှာဗျာတုံကြီးချကြီးပေါ့နော်တုံပေါ့ဝေဝါးနေတာပေါ့ဝယ်ရင်ကောင်းမှမဝယ်ရင်ကောင်းမလားငါတကယ်ဝယ်တင်လားမဝယ်တင်လားအဲ့လိုသူတို့တွေးတာကပြဿနာမရှိဘူးကျွန်တော်တို့ကိုကားရှာခိုင်းတဲ့ခါမှာကျတော့ကျွန်တော်တို့ကပြဿနာရှိပါဘူးကျွန်တော်တို့ကတော့သူတို့ကိုဝယ်ပေးဖို့အတွက်ကိုအကောင်းဆုံးသောကားတွေအကောင်းဆုံးသောကားတွေကိုလိုက်ပတ်ရှာတဲ့အချိန်တွေပေးရတယ်ကားကောင်းရဖို့အတွက်ကိုပြီးတော့တကယ်တမ်းကားရတဲ့ခါကျတော့ဝယ်သွားတဲ့လူရှိသလိုလေနဲ့ပဲဝယ်တဲ့လူတွေလည်းအများကြီးတွေ့ဘူးရပေါ့နော်လေပေါ့ဒီပါဇက်နဲ့ပဲဒီဝယ်သွားတဲ့လူတွေလည်းအများကြီးတွေ့ဘူးရပေါ့နော်ချိုးကြတော့တကယ်မဝယ်ဘဲနဲ့ဈေးတွေလိုက်မေးခိုင်းတယ်ဟိုကားတွေပတ်ရှာခိုင်းဒီကားတွေပတ်ရှာခိုင်းတကယ်ပဲကားတွေးတော့လဲဟိုလိုဒီလိုဟိုလိုဒီလိုနဲ့ဝေ့သွားတဲ့လူတွေလည်းအများကြီးရှိရပေါ့နော်ဟိုးရင်တော့ကျွန်တော်ဝယ်ခိုင်းတဲ့ဒီအမကြီးလည်းအများကြီးကျွန်တော်တွေ့ဘူးပါတယ်အဲ့2025မကုန်ခင်ကတော်တော်များတယ်ဝယ်ခိုင်းတဲ့လူတွေပြီးတော့ဒီ2026အကူပိုင်းတစ်လပိုင်း2လပိုင်းနေမှာလဲဝယ်ခိုင်းတဲ့3တကြမတိုင်းငင်အထိကို3လပိုင်းလောက်ထိကိုကားဝယ်ခိုင်းတဲ့လူတွေတော်တော်များတယ်ဗျာသိလားအဲ့ချိန်တော့လေဒါပေမဲ့အဲ့တုန်းကဝယ်ခိုင်းတဲ့လူတွေတကယ်လဲဝယ်တဲ့လူတွေလည်းရှိတယ်ကားရောက်သွားတဲ့လူတွေမဝယ်ဘဲနဲ့တွေ့ဝါးတဲ့လူတွေရှိတဲ့လူတွေရှိရပေါ့နော်တကယ်မဝယ်ဖြစ်ခဲ့တဲ့လူတွေကအခုချိန်မှာရန်နှမျောဖို့ကောင်းပါတယ်ဘာဖြစ်လို့ဆိုတော့ကားသေးတွေကအစမတန်ကြီးကိုမြင်မာသွားတဲ့ခါကျတော့သူတို့မှန်းထားတဲ့ငွေကြေးနဲ့သူအဲ့တုန်းက650ဆိုကားကောင်းရတဲ့အချိန်ပေါ့နော်950ဆိုကြီးစေးရတဲ့အချိန်မှာအခုဆို650ဆိုရင်660 cc အောင်မှ cc လောက်ပဲရနိုင်ပါတော့ဘူးเนาะအဲ့လိုလေးဖြုတ်သွားတယ်သူတို့ခါကြတော့လဲတွေ့ခဲ့ရတွေကတော့မကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်ကားချုပ်ကားတွေကိုဝယ်ခိုင်းတဲ့လူရှိတယ်တကယ်မဝယ်ဘဲနဲ့လေအဲ့လိုပေါ့နော်ဝေ့ဝါးပြီးတော့ရှာခိုင်းတဲ့လူတွေရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့ကိုယ့်ဘက်က perfect ဖြစ်အောင်တော့စူးစမ်းပြီးတော့ရှာပေးတယ်တတ်နိုင်ဆုံးတော့ဝယ်တာမဝယ်ရတော့သူတို့ရဲ့အပိုင်းလေးပေါ့နော်ဒါကတော့ကျွန်တော်ဒီကားဝယ်ခိုင်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပါပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကလင်းခအိမ်ပါဗျာနော်